ဒါကတော့အုံသီးရေပွဲဖြစ်ပါတယ်သူဟာကိရိယာတွေကိုအသုံးပြုတတ်ပြီးတန်ချက်ကလိုမျိုးအခွန်တွေကိုသယ်ဆောင်သွားတတ်တဲ့အပြင်ခြေထောက်နှစ်ချောင်းနဲ့တောင်လမ်းလျှောက်နိုင်တဲ့ထူးခြားတဲ့သတ္တဝါပါကမ္ဘာပေါ်မှာဉာဏ်အကောင်းဆုံးကျောရိုးမဲ့သတ္တဝါတွေထဲကတစ်မျိုးဖြစ်ပြီးသူ့ရဲ့လုပ်ဆောင်ချက်တိုင်းမှာထက်မြက်မှုကိုမြင်တွေ့နိုင်ပါတယ်သူဟာအုံသီးခွန်တွေကမာခွန်တွေနဲ့အပိုင်းအစတွေကိုစုဆောင်းပြီးရွှေ့လျားလို့ရတဲ့ခိုနားရာတစ်ခုအဖြစ်တည်ဆောက်ပါတယ်အန္တရာယ်နဲ့ကြုံရတဲ့အခါအဲ့ဒီအခွန်တွေထဲမှာပုန်းအောင်းနေတတ်